ကျမတို့တွေဟာ AI ကိုမသုံးသင့်ဘူးမလုံခြုံဘူးပြောနေကြပေမဲ့ကျမတို့ရဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီး AI ကဖန်တီးမှုနေနဲ့လွတ်ခိုင်းနေပြီပဲခဲ့ပါတယ်အတိနဲ့3ပါတတိနဲ့3ပါအတိတတိကျမတို့တွေဟာကိုယ်ပိုင်အချက်အလက်တွေကိုထိမ့်သိမ့်ဖို့လုံခြုံအောင်ထားဖို့ပြောနေကြပေမဲ့ကျမတို့ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေကို social media ပေါ်မှာအားလုံးနီးပါးသိမ်းဆည်းပြီးဝင်မြပြီးသားဖြစ်နေကြပြီပဲဖြစ်ပါတယ်အတိရှိပါတတိရှိပါအတိတတိကျမတို့တွေဟာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့စဉ်းစားတွေးခေါ်ဖို့စာအုပ်တွေဖတ်နေကြပြီမယ်ကျမတို့ရဲ့နေ့စဉ်ပြဿနာတွေဖြေရှင်းဖို့ AI ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာပဲတာယာနေမိတကြပါတယ်အတိထားပါတတိထားပါအတိတတိကျမတို့တွေဟာနေ့စဉ်ကိုယ်ပိုင်လူနေမှုဘဝတွေမှာလုံခြုံအောင်နေဖို့အသိရှိကြပေမဲ့ကျမတို့ရဲ့နေ့စဉ်နဲ့အမျှဝေမျှနေကြဖြစ်တဲ့လူနေမှုဘဝတွေကိုတတိထားဝေမျှဖို့မေ့နေတတ်ကြပါတယ်အသိရှိပါတတိရှိပါအတိတတိ